69ရောက်မြောက်အမျိုးသားတစ်စီကကျမခန္ဓာကိုယ်ကိုအသုံးချပြီးသွားတဲ့နောက်မှာတော့ကျမမြေပြင်ပေါ်ကိုခွေးလေးလဲကျသွားခဲ့တယ်အဲ့ဒီအချိန်ကျမှပဲကျမရဲ့ခင်မုန်းဖြစ်သူကကျမကိုအပြင်ပေးထွက်ခဲ့တာသူကျမကိုအယိုးတဲ့အသေးအထိမုန်းတီးနေမှန်းကျမသိပါတယ်ဒါကြောင့်လဲသူတေဆုံးပြီးနေရဲပြည်ရဲ့ဘရင်ဖြစ်လာတဲ့အခါပထမဆုံးလုပ်ခဲ့တဲ့အရာကကျမကိုလူပြည်ကနေနေရဲပြည်ထဲဆွဲချခဲ့တာပဲသူကျမကိုအနှစ်400တိတိပိတ်လောင်ထားခဲ့တယ်ကျမကမင်းသမီးဆိုတဲ့ဂုံပုတ်ကိုတုံးပြီးသူ့ကိုအတင်းတမ်းမလက်ထက်ခဲ့လို့သူချစ်ရတဲ့အမျိုးသမီးနဲ့ခွဲခွာစေခဲ့လို့သူကျမကိုတွေးပြတ်မတက်နာကြီးနေခဲ့တာဒါကြောင့်ပဲသူကနေရောညပါကျမခန္ဓာကိုယ်ကိုအလိုရှိတယ်လို့အသုံးချပြီးကိုဝင်ရစေခဲ့ပြီးရင်တော့ရလာတဲ့ကလေးတိုင်းကိုသူ့လက်နဲ့ကိုယ်တိုင်ရဆက်ဆက်ဖျက်ဆီးပြီးခဲ့တယ်ကျမသူ့ရှေ့မှာဒူးထောက်ပြီးအကြိမ်ကြိမ်ခါခါငိုယိုတောင်းပန်ခဲ့ရင်ပဲပြန်ရလာတဲ့စကားတစ်ခုပဲရှိခဲ့တယ်မွေးမလာသေးတဲ့ကလေးနှဲငယ်လောက်ပဲဥစားမင်းကအားချင်းကိုဆုံးရှုံးလိုက်ရတဲ့ငါရဲ့နာကျင်မှုကိုတိလို့လားမင်းဘက်ကငြိမ်ငြိမ်သက်သက်နဲ့အပြစ်ပေးဆက်နေတဲ့၍တော့မင်းရဲ့မိဘတွေနဲ့မောင်လေးကိုဒီကိစ္စတဲ့ဆွဲမသွင်းဘူးကျမရဲ့လေးရမြောက်ကလေးလေးပါတွေးကွက်တစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အထိဒီနေရဲလိုဒုက္ခကိုအနှစ်400လုံးလုံးအန်ကျိတ်ခံခဲ့ရတယ်နောက်ဆုံးမှာတော့သူဟာသူတက်ထက်ချရတဲ့အမျိုးသမီးရဲ့ဝိညာဉ်ကိုပြန်တွေ့သွားခဲ့ပြီးအဲ့ဒီနေ့ကစားပြီးလီဝူဂျိုဟာကျမကိုတစ်ချက်ကလေးတောင်ပြန်မထီတော့ဘူးဒါပေမဲ့ကျမကိုနှိပ်စက်တဲ့သူကတော့သူမြတ်နိုးရတဲ့စူးဝံကျင်ဖြစ်လာခဲ့တဲ့စူးဝံကျင်ကကျမကိုတေလူမတက်နှိပ်စက်ပြီးတဲ့နောက်မှာတော့စိတ်ချနေအရန်ကောင်းနေပုံနဲ့ရုတ်တရက်ကြီးဆုလက်တစ်ခုပေးခြင်းတယ်လို့ပြောလာတယ်မင်းသမီးဒီနေ့ညအတွက်လက်ဆောင်ကြီးတစ်ခုပြင်ထားတယ်ဟာညီတေချာပေါက်သဘောကျစေရမယ်18ထက်ငရဲရဲ့စူပွက်နေတဲ့စီပူအိုးကြီးရှိရောက်တဲ့အခါကျမရဲ့သွေးတွေအေးခဲသွားခဲ့ရတယ်စီပူအိုးထဲမှာစုပ်ပြတ်တက်နေတဲ့ခန္ဓာကိုယ်3ခုကအရွရွနဲ့လက်ပိတ်ခံနေရတာသူတို့ရဲ့မျက်စိနားနာဝမ်းခန္ဓာကိုယ်ပေါက်တွေအားလုံးဟောင်းလောင်းပေါက်ဖြစ်နေပြီးခြေလက်တွေလည်းကျိုးကျနေပေမဲ့အပြင်းထန်နာကျင်မှုကြောင့်တုန်ခါနေကြတော့မဲ့သူတို့မျက်နှာတွေလုံးဝပျက်စီးနေပေမဲ့လည်းကျမချက်ချင်းပဲမှတ်မိလိုက်တယ်အဲ့ဒါကျမရဲ့ခမေးတော်မဲတော်နဲ့မောင်တော်မင်းအသားလေးတို့ပဲမဖြစ်နိုင်တာလီဝူဂျိုကကျမကိုပတိပေးခဲ့တာပဲကျမဘက်ကငြိမ်ငြိမ်သက်သက်နဲ့အပြစ်ပေးဆက်နေတဲ့ရွေးဆိုပြီးတော့ကျမခြေထောက်တွေမခိုင်တော့ပဲဒူးထောက်ကျသွားခဲ့တယ်အင်းလေငါတို့ကသူတို့ကိုလွတ်ပေးမလို့ပါပဲဒါပေမဲ့ငါကမလွတ်ပေးခြင်းဘူးလို့ပြောလိုက်တာအဲ့ဒါကြောင့်ဦးဂျိုကငါ့ကိုပြောစေခြင်းလို့သူတို့ကိုစီပူအိုးထဲထည့်ပြီးအနှစ်400လုံးလုံးကြော်ပေးနေခဲ့တာအခုတော့သူတို့ဝိညာဉ်တွေလုံးဝပျောက်ကွယ်လို့နီးပါးဖြစ်နေပြီးအဲ့ဒီလိုဖြစ်နေတာတောင်ညီရဲ့နာမည်ကိုခေါ်နေကြတော့မဲနော်ကျမရင်ခွဲမတက်အဟိတ်ကိုယိုပြီးသူတို့စီပြေးသွားဖို့အပြင်းထန်ရုန်းကန်ခဲ့ရင်မဲ့စူးဝံကျင်ကသူမရဲ့အစွမ်းစားတွေကိုတုံးပြီးကျမကိုနေရာတင်လို့မရအောင်ချုံနှောင်ထားခဲ့ပါတော့တယ်စီပူအိုးရဲ့ကခန္ဓာကိုယ်တွေဟာကျမခေါ်တန်ကိုကြားသွားကြပုံရပြီးပိုလို့တောင်အသေးတန်ရုန်းကန်လာကြတယ်ပျက်စီးနေတဲ့ခန္ဓာကိုယ်တစ်ခုကဆိုရင်ကျမစီကိုလက်လန်းဖို့အထိစူးစမ်းခဲ့သေးတယ်ဒါပေမဲ့စီပူတွေနဲ့ထိမိသွားတဲ့ဒုတိယမြောက်စက္ကန့်မှာတင်အခိုးရှံတွေဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားခဲ့ရတယ်မလုပ်ပါနဲ့ကျမရဲ့အော်ဟင်ကိုကြွေးတန်ဟာနေရဲပြည်ရဲ့အနက်ရှိုင်းဆုံးနေရာတွေအထိပဲတင်ထက်သွားခဲ့ရမယ်မိမိချစ်ရတဲ့သူတွေတယောက်ပြီးတယောက်ပြဖြစ်ပြောင်းလဲသွားတာကိုပဲဒီအတိုင်းကြီးကြည့်နေခဲ့ရတော့တယ်စူးဝံကျင်ကကျမစိတ်အာရုံတွေအကုန်ပျက်စီးပြီးယူသွမတက်ဖြစ်သွားတဲ့ပုံစံကိုအရသာခံကြည့်နေခဲ့တာနောက်ဆုံးကျန်တဲ့မိခိုးငွေလေးတစ်ချက်ပျောက်ကွယ်သွားတော့မှပဲသူမကကျမကိုပျော်ရွှင်မြူးတူးစွာနဲ့ဆွဲခေါ်သွားခဲ့တယ်ဒီလောက်လေးတင်ကြီးကမခံစားနိုင်တော့ဘူးလားဒါကအမီးပဲရှိသေးတာအခုမှတကယ်ဇလန်စစ်ကစမှာသူမစကားပြောလို့လဲဆုံးရောစူးဝံကျင်ရဲ့မျက်နှာဟာရုတ်တရက်ကြီးပြင်းရင်သွားပြီးကြောက်လန့်တကြားနဲ့နောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်သွားခဲ့ပြီးတော့ကျမရဲ့လက်ကိုအတင်းဆွဲယူပြီးသူမကိုသူမတွန်းပစ်လိုက်ကလေကားထစ်တွေအတိုင်းအောက်ကိုလိမ့်ဆင်းသွားခဲ့တော့တယ်ကျမဘာဖြစ်လို့ဘာမှမသိသေးခင်ပါတယ်မင်းမောင်နေတဲ့အရေးတစ်ခုကကျမဘေးကနေဖြတ်ပြေးသွားပြီးလက်ဝါးတစ်ချက်နဲ့ရိုက်ထုတ်လိုက်တာကြောင့်ကျမလွင့်ထွက်သွားခဲ့ရတယ်မြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ကျဆင်းသွားပြီးမောကြည့်လိုက်တဲ့အခါလီဝူဂျိုကစူးဝံကျင်ကိုသူ့ရင်ခွင်ထဲမှာဘျူးတစ်ဆိုင်ပွေးပိုက်ထားတာကိုတွေ့လိုက်ရတယ်စူးဝံကျင်ကတော့နှုတ်ခမ်းထောက်မှာသွေးစလေးတွေနဲ့အတူသူ့ရင်ခွင်ထဲမှာအားနဲ့ဟန်ဆောင်ပြီးမိနွဲနေခဲ့တယ်အရှင်မင်းကြီးမင်းသမီးကိုအပြစ်မတင်ပါနဲ့ကျမဘက်ကစကားပြောမလို့ပါလီဝူဂျိုရဲ့မျက်ဝန်းထဲကဒေါသအရှိန်ဟုန်တွေဟာပိုပြီးတော့တောက်လောင်လာခဲ့တယ်သူကျမဘက်ကိုလက်ကြည့်လာတဲ့အခါသူ့ရဲ့အကြည့်တွေကနှစ်ပေါင်းထောင်ချီခဲနေတဲ့ရေခဲပြင်ကြီးထက်တောင်ပိုပြီးအေးဆက်နေခဲ့သေးတယ်မင်းလူပြည်မှာတော့ကလည်းသူမကိုနှစ်တွေအကြာကြီးနှိပ်စက်ခဲ့တယ်အခုနေရဲပြည်ရောက်လာတာတောင်သူမအပေါ်လက်ရဲဆက်ရဲလှုပ်ရဲသေးတယ်ပေါ့ရဲမက်တွေကုကျင်ဟန်ကို18ထက်ငရဲတဲ့ဆွဲချသွားစံငရဲတံခတ်မှုမှန်သမျှကိုသူမအပေါ်အကုန်လုံးအသုံးပြုပစ်လိုက်ကျမလောက်တာမဟုတ်ဘူးကျမဘာဆက်ဟာပြီးညင်းဆိုကိုစူးစမ်းခဲ့ရင်မဲ့ကိုကာကွယ်ဖို့အတွက်ရှင်းပြစရာအင်အားတွေတစ်စက်မှမကြမ်းတော့မန်တရီထားမိလိုက်တယ်လွန်ခဲ့တဲ့အနှစ်400လုံးလုံးကျမမရေမတွက်နိုင်အောင်ရှင်းပြခဲ့ဘူးပေမဲ့လီဝူဂျိုကကျမကိုတခါမှမယုံကြည်ခဲ့ဘူးအခုတော့ကျမရဲ့မိသားစုလည်းမရှိတော့ပြီးမို့ဆက်ပြီးတောက်ခံထားရမယ့်အကြောင်းပြချက်လည်းမရှိတော့ပါဘူးဝိညာဉ်ရဲ့မက်တွေကကျမကိုငရဲကွက်မြက်ရေးစခန်းစီဆွဲခေါ်သွားပြီးဒဏ်ခတ်မှုအမျိုးမျိုးကိုတလက်စီအသုံးပြဥခဲ့ကြတယ်ဓာတ်တောင်တွေမိပင်လယ်တွေရှာပြင်းထုတ်ပြီးဖျက်တောက်တာတွေအကျော်တွေကိုဆွဲနှုတ်တာတွေဒဏ်ခတ်မှုတိုင်းကကျမကိုတေချာချင်းစိတ်ပေါက်စေခဲ့ရင်မဲ့မရဲမင်းရဲ့အမိန့်တော်ကြောင့်ပဲကျမတေခွင့်မရပဲလွတ်မြောက်ခွင့်မရှိခဲ့ဘူးနောက်ဆုံးဒဏ်ခတ်မှုပြီးဆုံးလို့ကျမကိုလောင်အိမ်ထဲပြန်ပစ်ထည့်လိုက်တဲ့အခါမှာတော့ကျမဟာအသက်ငင်နေတဲ့အလောင်းကောင်လိုပဲဖြစ်နေခဲ့ပြီးမရဲပြည်ရဲ့ထာဝရမောင်မိုင်းနေတဲ့ကောင်းကင်ကြီးကိုမောကြည့်ရင်ကျမရဲ့မျက်နှာပေါ်မှာသွေးမျက်ရည်တွေစီးကျလာခဲ့တဲ့ချိန်ကကျမဟာတလျံပြည်ကြီးရဲ့အမြင့်မြတ်ဆုံးမင်းသမီးတစ်ပါးဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့ပထမဆုံးအကြိမ်မြင်လိုက်ရယုံနဲ့တင်ထိတ်ဆုံးကစာမေးပွဲအောင်မြင်ထားတဲ့ပညာရှိလီဝူဂျိုကိုအချစ်သက်ဝင်ခဲ့မိတယ်ခမည်းတော်ကကျမရဲ့စိတ်ချနေကိုရိပ်မိတာကြောင့်မကြခင်မှာပဲကျမတို့နှစ်ဦးကိုလက်ထပ်ဖို့အမိန့်တော်ထုတ်ပြန်ပေးခဲ့တယ်လီဝူဂျိုကလည်းညှင်းဆန်ခြင်းမရှိခဲ့ဘူးအဲ့ဒီတုန်းကသူလည်းကျမကိုချစ်နေခဲ့တယ်လို့ထင်ခဲ့မိတာဒါပေမဲ့မင်္ဂလာဦးညမှာကျမရှက်နဲ့မျက်နှာဖုံးပူဝါကိုလှန်လိုက်တဲ့အချိန်မှာတော့လီဝူဂျိုတယောက်ကျမ်းပြင်ပေါ်မှာဒူးထောက်နေတာကိုပဲမြင်လိုက်ရတယ်ကျွန်တော်မျိုးအေကီယောရဲ့အမိန့်တော်ကိုနာခံပြီးမင်းသမီးရဲ့ကျင်ရတော်ဖြစ်ခံယူခဲ့ပါပြီဒါကြောင့်မင်းသမီးအနေနဲ့ခမည်းတော်အေကီယောမင်းမြတ်ကိုပေးထားတဲ့ဂတိအတိုင်းတည်ပေးဖို့ကျွန်တော်မျိုးအသက်ထက်ချရတဲ့အမျိုးသမီးကိုနာကျင်အောင်မလုပ်ဖို့ရှောက်တင်ပေးပါအဲ့ဒီစကားကကျမကိုမိုးကြိုးပစ်ချလိုက်တယ်လို့ပါပဲအဲ့ဒီအချိန်ကြမှာပဲသူ့ရဲ့နှလုံးသားထဲမှာအခြားတစ်ယောက်ရှိနေပြီးသားဆိုတာကိုကျမသိလိုက်ရပါတော့တယ်ကျမပေါ်ထားတဲ့ခံစားချက်တွေကိုအချီးနှီးမဖြစ်စေခြင်းနဲ့ခမည်းတော်ဟာလီဝူဂျိုအသက်ထက်ချရတဲ့အမျိုးသမီးရဲ့အသက်နဲ့ချင်းချောက်ပြီးကျမကိုအတင်းတမလက်ထပ်စေခဲ့တာပါယင်ထဲမှာဘလောက်ပဲနာကျင်နေပါစေကျမသူ့ကိုလွတ်ပေးခြင်းခဲ့ပါတယ်ဒါပေမဲ့အေကီယောမင်းမြတ်ကိုယ်တိုင်ချီးမြှင့်ထားတဲ့တော်ဝင်မင်္ဂလာပွဲကိုလွယ်လွယ်နဲ့ဖျက်သိမ်းလို့မရခဲ့ဘူးကျမနေလန့်ရှာနေတဲ့အချိန်မှာပဲသူအသက်ထက်ချရပါတယ်ဆိုတဲ့အမျိုးသမီးဟာကျမရဲ့အစေခံစူးဝံကျင်ဖြစ်နေမှမထင်မှတ်ပဲတီးလိုက်ရတယ်ပို့ပြီးတော့ရဲစရာကောင်းတာကသူစူးဝံကျင်ကိုချေရတဲ့အကြောင်းရင်းပဲအဲ့ဒါကတော့သူအစိမ့်မိတုန်းကစူးဝံကျင်ကသူမရဲ့နှလုံးသွေးကိုဖျက်ထုတ်ပြီးသူ့ကိုကယ်တင်ခဲ့ရလို့သူယုံကြည်နေခဲ့တာကြောင့်ပါဒါပေမဲ့သူ့ကိုကယ်ဖို့နှလုံးသွေးထုတ်ပေးခဲ့တဲ့သူကတကယ်တော့ကျမ
ကျမကိုယ်တိုင်ပြစင်ကြဲသောရင်ခန္ဓာရှိသူရဲ့နှလုံးသွေးမှသာသူ့အသက်ကိုကယ်နိုင်မယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာကျမဘာမှမဆိုင်မှတော့ပဲကိုယ်နှလုံးသားထဲကိုဓားမြောင်နဲ့ထိုးဆိုင်ခဲ့တာသွေးတွေအများကြီးထွက်သွားလို့အင်အားတစ်စက်မှမရှိတော့တဲ့အတွက်ကြောင့်သာအစေခံစူးဝံကျင်ကိုအဲ့ဒီသွေးတွေသွားပေးဖို့ခိုင်းခဲ့မိတာပါဒါပေမဲ့စူးဝံကျင်ကကျမရဲ့နေရာကိုအပိုင်စီးပြီးသူကောင်းပြုခံရလိမ့်မယ်လို့ကျမဘယ်တော့မှမတွေးခဲ့မိဘူးကျမဖြစ်ကြောင်းကုန်စင်ကိုရှင်းပြဖို့မကြိုးစားခဲ့တာမဟုတ်ပါဘူးဒါပေမဲ့ကျမအဲ့ဒီအကြောင်းပြောလိုက်တိုင်းသူ့ရဲ့ကြည့်တွေကရေခဲလိုအေးဆက်သွားတတ်ပြီးမင်းသမီးကိုနှလုံးသားကိုကိုယ်တိုင်လိဖြတ်ရတဲ့နာကျင်မှုကိုမင်းတီလာဝံကျင်ဟာနာကျင်လုံးလို့တစ်သားဆန်ထိုးသုံးချောင်းကိုကိုက်ခဲထားခဲ့ရတာမင်းမအဆုံးမရှိရဲ့စီးစိမ်ဥစ္စာနဲ့ဂုံပုတ်တွေရှိနေပြီးသားပဲဥစ္စာဘာဖြစ်လို့သူမရဲ့ဒီကုသိုလ်တစ်ခုလေးကိုပါလူယူကျင်နေရတာလဲနောက်ထပ်3နှစ်လုံးလီဝူဂျိုဟာတော်ဝင်ကျင်ရတော်တယောက်ရဲ့တာဝန်တွေကိုကြေပွန်အောင်ထမ်းဆောင်ခဲ့ပေမဲ့ကျမပေါ်မှာတော့ရေခဲတုံးကြီးလိုအေးဆက်နေခဲ့တုံးပဲစူးဝံကျင်တယောက်ကြေကွဲစရာကောင်းလောက်အောင်တေဆုံးသွားတဲ့နေ့အထိဘဝကဒီလိုပဲဆက်သွားလိမ့်မယ်လို့ကျမထင်ခဲ့တာအဲ့ဒီနေ့မှာလီဝူဂျိုဟာတန်လျက်တစ်လက်ကိုကင်ပြီးကျမရဲ့အဆောင်ထဲကိုအကြမ်းပတမ်းဝင်ရောက်လာခဲ့တဲ့သူ့ရဲ့မျက်ဝန်းတွေထဲမှာကျမတခါမှမမြင်ဘူးတဲ့ယူသွမှုတွေပြည့်နှက်နေခဲ့ပြီး3နှစ်လုံးမင်းခိုင်းသမျှကိုငါအကုန်လုပ်ခဲ့တာဒါကိုဘာဖြစ်လို့မင်းကတူတောင်းစားတွေကိုလွတ်ပြီးဝံကျင်ကိုစောတကတက်ဖြက်စီးခိုင်းရတာလဲပြီးတော့သူမကိုဒီတိုင်းတေအောင်ပစ်ထားခဲ့ရတာလဲကျမဘာတွေဖြစ်ပျက်ခဲ့မှန်းလုံးဝမသိခဲ့တယ်လို့ရှင်းပြဖို့တောင်အချိန်မရလိုက်ခင်မှာတင်လီဝူဂျိုဟာကျမရှိမှတင်သူ့လေပင်သူလိဖြတ်လိုက်တာကြောင့်သူ့ရဲ့သွေးတွေဟာကျမတကူလုံးကိုဆုံးထင်သွားခဲ့တော့တယ်နောက်မှသိလိုက်ရတာကတော့စူးဝံကျင်ဟာအမျိုးသားမြောက်များနဲ့ဖောက်ပြန်ခဲ့ပြီးအဲ့ဒီအမျိုးသားတွေရဲ့ဇနီးတီတွေလွတ်လိုက်တဲ့တူတောင်းစားတွေရဲ့လက်ချက်နဲ့ကလဲစားချေတက်ဖြတ်ခံခဲ့ရတာပါဒါပေမဲ့သူတေဆုံးတဲ့အထိလီဝူဂျိုဟာဒီကိစ္စရဲ့နောက်ွယ်မှာကျမရှိနေတယ်လို့ပဲယုံကြည်သွားခဲ့တယ်ကျမရဲ့ဆံပင်တွေဟာတညာတဲနဲ့ဖြူဖွေးသွားခဲ့ရတယ်မိအိုဖာအိုတွေကိုငဲ့လို့အနှစ်20လုံးဒီနေရဲလိုဒုက္ခတွေကိုတောင့်ခံပြီးမှတေဆုံးခဲ့ရတာဒါပေမဲ့နေရဲပြည်ကိုရောက်တဲ့အခါလီဝူဂျိုကမရဲမင်းကြီးဖြစ်နေလိမ့်မယ်လို့မထင်ခဲ့ဘူးပြီးတော့ကျမကိုစောင့်ကြိုနေတာကအဆုံးမရှိတဲ့နှိမ့်ဆက်ညင်မှတ်မှုတွေရဲ့အခုတော့ကျမရဲ့မိသားစုလည်းမရှိတော့ပြီးကျမမှာအပြစ်ပေးဆက်နေရမယ်အကြောင်းပြချက်မရှိတော့ဘူးတကယ်တော့ကျမမှာဘာပြစ်မှလည်းမရှိခဲ့ဘူးပါဘူးကျမဟာစုပ်ပြတ်တက်နေတဲ့ဝိညာဉ်ကိုဆွဲယုံရင်းနေဟေတရာစီကိုရောက်လာခဲ့တယ်မျက်ဝန်းတွေကအသက်မဲ့နေပြီးအတန်တွေကလည်းဝင်ငါပါလို့ခြောက်ကပ်လို့အဖွားအိုမုံကျမလူပြန်ဝင်စားခြင်းတယ်စွပ်ပြုတ်အိုးကိုမွေနေတဲ့အဖွားအိုမုံရဲ့လက်တွေတုံ့ခံနေရက်သွားပြီးတက်ပြင်းခိုးလေးတစ်ချက်ချလိုက်တယ်ကုချင်းဟန်မင်းရဲမင်းကြီးကမင်းရဲ့ကံကြမ္မာကိုရေးမှတ်ထားပြီးမင်းလူပြန်ဝင်စားရင်ဘဝဆက်တိုင်းမှာအစေခံနဲ့ကျမဲဖြစ်ရလိမ့်မယ်ဒါတောင်မင်းသွားကျင်သေးတာလားကျမနှုတ်ခမ်းထောင်ကိုအตาအရာကွေးညွတ်ပြီးတကယ်ကိုရေမောလိုက်မိတယ်သူဟာမင်းသမီးတစ်ပါးအနေနဲ့ကျမရဲ့မာနကိုကောင်းကောင်းသိတာပဲဒါကြောင့်လေကျမရဲ့ထွက်ပေါက်ကိုပိတ်ပြီးနေရဲပြည်မှာပဲဆက်ပြီးဒုက္ခခံရအောင်ဒီနေ့လမ်းကိုတုံးခဲ့တာပေါ့ဒါပေမဲ့အခုတော့ကျမရဲ့မိဘတွေနဲ့မောင်လေးပါလုံးဝပျောက်ကွယ်သွားခဲ့ပြီမို့ကျမလက်မလွတ်နိုင်စရာဘာကြံသေးလို့လဲဟုတ်ကဲ့သူ့ရဲ့အကျဉ်းသားပြန်ဖြစ်ရမယ့်အစာဘဝဆက်တိုင်းကျမဲဖြစ်ရပါစေတော့အဖွားအိုမုံဟာကျမဒီလောက်ထိပြတ်သားလိမ့်မယ်လို့မထင်ထားပုံနဲ့အံ့အားသင့်သွားတဲ့အတန်ကြာတိတ်ဆိတ်သွားပြီးမှပဲသူမကနှင်းနှင်းကွေးကွေးပြောလာခဲ့တယ်မင်းရဲ့စိတ်ကပြတ်သားနေမှာတော့နောက်တစ်ဆက်ရက်ကြာရင်လူဝင်စားခြင်းလမ်းကြောင်းပွင့်လိုက်မယ်အဲ့ဒီအချိန်ကျမှဒီကိုပြန်လာခဲ့ပါအဲ့ဒီနေ့ကစားပြီးဒီလောကမှာကုချင်ဟန်ဆိုတာရှိတော့မှာမဟုတ်ဘူးကျမခေါင်းညစ်ပြီးလက်ထွက်ခဲ့ပေမဲ့မျက်နှာပေါ်မှာတော့ခက်ဖြော့ဖြော့အပြုံးတစ်ခုရှိနေခဲ့တယ်အနှစ်400အတွင်းမှာပထမဆုံးချိန်ဖြစ်ကျမရဲ့ခြေလမ်းတွေဟာပေါ်ပါနေခဲ့တာကျမရဲ့နာကျင်နေတဲ့ဝိညာဉ်ကိုဆွဲခေါ်ပြီးပြန်လာခဲ့တဲ့လမ်းစန်းထူမြေရဲ့ဘေးမှာတော့ရင်းနှီးနေတဲ့အရေးတစ်ခုနဲ့တိုးမိခဲ့ပြန်တဲ့လီဝူဂျိုဟာနေရဲပြည်ရဲ့လေပြင်းတွေကြားအားထဲမှာဝိယုံတလူလူနဲ့ကျမလာခဲ့တဲ့လမ်းဘက်ကိုစူးစမ်းကြည့်နေခဲ့တာသူ့ရဲ့မျက်ဝန်းတွေကမောင်းမိုက်ပြီးအေးဆက်လို့မင်းပါဖြစ်လို့အဖွားကိုမုန်းစီသွားတာလေကျမပြန်မဖြေရသေးခင်မှာတင်သူ့ရဲ့လောင်ပြောင်တန်ကိုကြားလိုက်ရတယ်ဟွန်းမင်းလူပြန်ဝင်စားခြင်းလို့တော့မပြောနဲ့ဦးစိတ်မကောင်းစရာပဲမင်းလူပြန်ဝင်စားရင်တော့ဘဝဆက်တိုင်းမှာလူတကာရဲ့နှိမ်ချခြင်းကိုခံရမယ်အစေခံပဲဖြစ်ရမှာကျမရဲ့လက်ချောင်းလေးတွေအနှဲငယ်တုံရင်သွားခဲ့ရင်မဲ့မျက်ဝန်းတွေကိုအတီငိမ်ဆုံးမြင့်တင်ပြီးမောကြည့်လိုက်တယ်နေရဲမင်းကြီးကျမစီကဘာလိုချင်လို့လဲရှင်လီဝူဂျိုဟာကျမရဲ့နာခံတက်လုံးပြီးလက်လျှော့ထားတဲ့ပုံစံကြောင့်စိတ်နှောက်ယှက်ဖြစ်သွားပုံရပြီးအတန်ကပိုပြီးတော့တောင်အေးဆက်သွားခဲ့တယ်ဒီနေ့ကအားချင်းရဲ့ဆေးတောက်ရမယ်လက်ဆန်းတရက်နေတဲ့ဆေးပင်သွားကူဖို့မမင်းနဲ့စူးဝံကျင်ရဲ့ဝိညာဉ်ဟာနေရဲမြစ်ပေါ်မှာအနှစ်400လုံးမျောပါနေခဲ့တာကြောင့်သူမမှာရင်ုံပန်းတော်ဝေဒနာရှိနေခဲ့တာသူမဟာလာတိုင်းရဲ့လက်ဆန်းတရက်နေ့မှာဆေးတောက်ရလိမ့်ရှိပြီးအဲ့ဒီဆေးပင်သွားကူရမယ့်တာဝန်ကကျမပေါ်ကြားရောက်လာခဲ့တဲ့အဲ့ဒီဆေးပင်တွေကကျန်းတဲ့တရဲတစေတွေလဲ့သွားလာနေတဲ့နေရဲ6ကန်းပါအဲမှာရှိတာပါသွားခဲ့ရတဲ့တစ်ခေါက်စီတိုင်းမှာကျမရဲ့ခန္ဓာကိုယ်မှာဒဏ်ရာတွေအပြည့်နဲ့ပြန်လာခဲ့ရစမြဲကျမစကားတခုမှဆက်မပြောချင်တော့တာကြောင့်လှည့်ထွက်ဖို့လှုပ်လိုက်တဲ့အချိန်မှာအားပဲလီဝူဂျိုရဲ့အေးဆက်ဆက်အမိတ်ပေးတန်ကနောက်ကနေထွက်ပေါ်လာခဲ့တယ်ညနေ9နာရီကနေ9နာရီအတွင်းမရောက်ခင်အပြေးယူခဲ့စမ်းမောင်မိုက်နေတဲ့နေရဲ6ကန်းပါထဲမှာတော့တစေတွေကအော်ဟစ်ငုံကြီးနေကြတယ်ကျမကန်းပါရံပေါ်ကိုလက်ပလာနဲ့တွားတက်ခဲ့ရတယ်ရက်ဆက်လာတဲ့တစေတွေကသူတို့ရဲ့လက်သီးတွေနဲ့ကျမရဲ့ဝိညာဉ်ကိုဆွဲဖြဲခွင့်ပြုထားပြီးဒဏ်ရာတွေထဲကနေသွေးမိတွေစီးကျလာခဲ့တယ်ကျမသွားတွေကိုတင်းတင်းကျိတ်ပြီးအလင်းရောင်တောက်ပတ်နေတဲ့နေရဲဝိညာဉ်များကိုခူးယူလိုက်တဲ့အချိန်မှာတော့တကဘာလုံးမောင်မိုက်သွားတယ်လို့ခံစားလိုက်ရတဲ့တတ်မှတ်ထားတဲ့အချိန်မတိုင်ခင်ရန်လိုခန်းမှာမရဲမင်းကြီးလာခံကန်းမှာစီကိုပြန်ရောက်လာတဲ့အချိန်မှာတော့ကျမရဲ့ဝိညာဉ်ဟာလုံးဝကိုဖောက်ထွင်းမြင်နေရလောက်အောင်အားနေနေခဲ့ပြီးလီဝူဂျိုကကျမလက်ထဲကဆေးပင်ကိုအတင်းဆွဲလို့ယူပြီးကုတင်ပေါ်မှာဖြူဖြော့စွာလဲလျောင်းနေတဲ့စူးဝံကျင်ကိုဂယူးတစ်ဆိုင်တက်ကျွေးလိုက်တဲ့စူးဝံကျင်ကဆေးကိုအားနေစွာမျိုးချလိုက်ပြီးတဲ့နောက်မှာတော့ရုတ်တရက်ခန္ဓာကိုယ်တစ်ခုလုံးတွန့်လိန်သွားပြီးသွေးမီးတစ်လုံးအန်ထုတ်လိုက်ပါတော့တယ်လီဝူဂျိုကသူမကိုရင်ခွင်နဲ့အမျက်ဆွဲသွင်းလိုက်ပြီးဝိညာဉ်ဆရာဝန်အမျက်လာစံပင်ဖြူဖြူနဲ့ဝိညာဉ်ဆရာဝန်ဟာတုံရင်နေတဲ့လက်တွေနဲ့သွေးခုံလုံးကိုစမ်းတက်ပြီးမျက်နှာတစ်ခုလုံးချွေးစေးတွေပြည့်နှက်လို့နေရဲမင်းကြီးကိုရှောက်တင်ပါတယ်တခင်မလေးရဲ့ဝိညာဉ်ကအရန်ပျက်စီးနေပါပြီဒီဆေးကသူမအပေါ်ဘာမှအာနိသင်မရှိတော့ပါဘူးဖေ။ရှောက်မလေးနဲ့လီဝူဂျိုကစိတ်တိုနဲ့စားပွဲခုံကိုလက်ဝါးနဲ့ရိုက်ခွဲပစ်လိုက်တယ်ဝိညာဉ်ဆရာဝန်ကတော့ကြောက်လန့်တကြားနဲ့စကားတောင်မနေပြောနေရရှာတယ်အခြားဘာနေလန့်ရှိသေးလဲအခုချက်ချင်းပြောစမ်းဝိညာဉ်ဆရာဝန်ကကျမ်းပြင်ပေါ်ကိုဒူးထောက်ကျသွားပြီးဆေးအာနိသင်ပြနိုင်ဖို့အတွက်မြင်ရဲမင်းကြီးရဲ့နှလုံးသွေးကိုဆေးညွန့်ဖြစ်အသုံးပြုရပါမယ်ဖေ။တခန်းလုံးတင်မင်းတမျှတိတ်ဆိတ်သွားခဲ့ရတယ်လီဝူဂျိုရဲ့မျက်မှောင်တွေရုတ်တရက်ကျုံသွားတာကိုကျမမြင်လိုက်ရတယ်ပြီးတော့သူဘာမှမဆိုင်မှတော့ပဲသူ့ရဲ့လက်ချောင်းတွေကိုဓားမြောင်တလက်လိုပုံဖော်ပြီးသူ့ရဲ့နှလုံးသားစီကိုချိန်ရွယ်လိုက်ပါတော့တယ်အရှင်မင်းကြီး
မလုတ်ပါနဲ့ဖျားကိုရောကနေရပြည်ရဲ့အခြေခံအုတ်မြစ်ပါကိုရောရဲ့ကျင့်စဉ်တွေပျက်စီးသွားရင်ဝိညာဉ်ပေါင်းတသိန်းကျော်တောင်းကျမ်းကြပါလိမ့်မယ်ဝိညာဉ်နဲ့ဟေးပိုင်မှုချံကကျမ်းပြင်ပေါ်မှာဦးကောင်းကိုပြင်းပြင်းထန်ထန်ဆက်ချပြီးတားမြစ်လိုက်ပါတော့တယ်လွန်ခဲ့တဲ့အနှစ်400ကနတ်ဒေဝါနဲ့မျိုးစိုးဒေဝါတို့စစ်ပွဲအတွင်းမှာမင်းကြီးဟာနေရပြည်ကိုကယ်တင်ဖို့အတွက်ကျင့်စဉ်တတန်အနှစ်100ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းအခုနှလုံးသွေးကိုပါထပ်ထုတ်ရင်ဝိညာဉ်တော်ချုပ်ငင်းသွားလိမ့်မယ်လို့ဝိညာဉ်နဲ့ကကျမ်းပြင်ပေါ်မှာဦးကောင်းဆိုင်ချပြီးအသေးအတန်တားမြစ်ရှာပေမဲ့လီဝူဂျိုရဲ့မျက်ဝန်းတွေကမောင်းမိုင်းနေခဲ့ပြီးသူဟာအားချင်းကိုကာကွယ်ဖို့မရဲမင်းကြီးဖြစ်လာတာမို့သူမရဲ့ဝိညာဉ်သာပျောက်ကွယ်သွားရင်နေရဲမင်းလုံးနေလဲဘာအတိတ်ပဲမှမရှိတော့ဘူးလို့တလုံးချင်းပြက်သားပြောဆိုကဒုတိယမြောက်စက္ကန့်မှာတင်သူ့ရဲ့နှလုံးသားကိုသူကိုယ်တိုင်ဆွဲဖျက်လိုက်တော့တယ်နာကျင်မှုကြောင့်သူ့ရဲ့မျက်မှောင်တွေကျုံသွားပြီးဝိယုံတစ်ခုလုံးသွေးတွေနဲ့ရဲရဲหนีသွားတာကိုကြည့်ရင်ကျမရဲ့ရင်ထဲကနေဖော်ပြလို့မရတဲ့နာကျင်မှုတွေလိုက်တက်လာပြီးလဲချောင်းဝမှာတင်တဆုတ်သွားခဲ့ရကလီဝူဂျိုဟာစူးဝံကျင်ကိုချစ်မှန်းသိပေမဲ့ဒီလောက်ထိနက်နက်ရှိုင်းရှိုင်းချစ်လိုက်မယ်လို့မထင်ခဲ့မိပဲမိမိချစ်ရတဲ့အမျိုးသမီးကိုကယ်ဖို့အတွက်ကိုယ့်ရဲ့ကျင့်စဉ်တွေကိုပါဖျက်ဆီးပစ်ဖို့ဝင်မလေးတဲ့သူဟာတနေ့မှာသူချစ်ခဲ့မိတာလူမားသွားမှန်းသိလိုက်ရတဲ့အခါဘလို့မျက်နှာမျိုးဖြစ်သွားမလဲဆိုတာကိုတကယ်ကိုမြင်ဘူးချင်မိပေမဲ့ကျမမှာတော့ဘယ်တော့မှအခွင့်အရေးရတော့မှာမဟုတ်ပါဘူးနောက်ရက်တွေမှာလီဝူဂျိုဟာစူးဝံကျင်ရဲ့ဘေးနားမှာပဲအချိန်ပြည့်ရှိနေခဲ့တာကြောင့်သူမရဲ့မွေးနေ့ပွဲမှာသူ့ကိုပြန်မြင်ရတဲ့အခါမှာတော့သူ့ရဲ့မျက်နှာဆင်းဟာအများကြီးပြန်ကောင်းမွန်လာတာကိုပထမဆုံးအချိန်မြင်လိုက်ရုံနဲ့တင်သိတာနေပြီးလီဝူဂျိုဟာစူးဝံကျင်ရဲ့မွေးနေ့ပွဲအတွက်ခမ်းမပြင်ကနေအတွင်းထိသူမအကြိုက်ဆုံးဟိုင်ထန်ပန်းတွေနဲ့အကုန်ပြင်ဆင်ပေးထားကအဲ့ဒီပန်းစေတွေကိုနက်ပြည်ကပနက်သမီးစီအထိကိုယ်တိုင်သွားတောင်းခဲ့တာလို့ကြားရယုံတင်မကပဲလောကဓာတ်တစ်ခုလုံးကပါပထမဆုံးအချိန်ဖြစ်မွေးနေ့လက်ဆောင်တွေပေးပို့လာကြတာဖြစ်ပြီးကျမကတော့ခမ်းမရဲ့အစုံဆုံးမှာဒူးထောက်ရင်စူးဝံကျင်ကရှားပါးရတနာတွေကိုတစ်ခုပြီးတစ်ခုဖွင့်ကြည့်ကဘယ်တစ်ခုကိုမှသဘောမကျဘူးလို့နှုတ်ခမ်းစုပြောနေတာကိုငေးကြည့်နေခဲ့ရကလီဝူဂျိုကသူမကိုအတန်အေးလေးနဲ့ဘာလို့ကျင်လဲလို့မေးလိုက်တဲ့အခါစူးဝံကျင်ကနှုတ်ခမ်းကိုကိုက်ပြီးသူ့ကိုတစ်ချက်ကြည့်ကားထောက်ဆုံးမှာရှိနေတဲ့ကျမစီကိုအကြည့်လွဲလာပြီးလူပြည်မှာတော့ကမင်းသမီးရဲ့အကားတစ်ချက်ကမြို့တစ်မြို့လုံးကိုမင်းတက်စေတယ်လို့ကြားဘူးကြောင်းဒါပေမဲ့သူမကအဲ့ဒီတုန်းကအစေခံတယောက်ပဲမို့လို့မောတော်မကြည့်ရဲခဲ့တဲ့အတွက်အခုမင်းသမီးကပြတာကိုကြည့်ခွင့်ရမလားလို့ပြောလိုက်တဲ့အချိန်မှာကျမရဲ့သွေးတွေအေးခဲသွားခဲ့ရပြီးဒုတိယမြောက်စက္ကန့်မှာတင်လီဝူဂျိုရဲ့အေးဆက်ဆက်နဲ့ကုချင်ဟန်အခုချက်ချင်းကပြဆန်းဆိုရဲ့အမိန့်ပေးတန်ထွက်ပေါ်လာခဲ့ကမရဲမင်းကြီးရဲ့အမိန့်ကိုဘယ်သူမှမငင်းဆန်ရဲတယ်လို့ကျုံမငင်းဆန်ရင်လည်းသူကကပြလာအောင်လုံးမဲ့နေလန်းတွေအများကြီးရှိနေတာကြောင့်ဘလောက်ပဲအရှက်ရနေပါစေမလွန်ဆန်ရဲပဲခမ်းမလဲကိုတောင်းကြီးရှောက်လန်းသွားခဲ့ရပြီးလွန်ခဲ့တဲ့အနှစ်400ကကျမဟာတလျံပြည်ရဲ့ဂုံယူရဆုံးရွှေပြီးနှစ်တကောင်နေနဲ့နတ်ဖျားတွေစီကကောင်းကြီးတောင်းခံတဲ့မြင့်မြတ်တဲ့အကောက်ကိုကပြခဲ့ဘူးပေမဲ့အနှစ်400ကြာတဲ့အခါမှာတော့စုပ်ပြက်နေရဲ့အကျဉ်းသားဝတ်စုံကိုဝတ်ဆင်ပြီးတစေတွေရဲ့လောင်ရည်တန်တွေကြားထဲမှာမိမရှိတဲ့အောက်တန်းစားတချင်းတပုံးနဲ့ကပြနေရကပါးလွာတဲ့မျက်နှာဖုံးပူဝါလေးလျှော့ကျသွားပြီးတွကြိုးတန်ရာတွေပြည့်နေတဲ့ပခုံးသားလေးပေါ်ထွက်လာတဲ့အခါဝိညာဉ်ရဲ့မက်တွေရဲ့ညဉ့်ညမ်းတဲ့အကြည့်တွေဟာမျိုးတွေလိုပဲကျမရဲ့ခန္ဓာကိုယ်ပေါ်ဖြတ်တန်းသွားကြပြီးတချို့ကဆိုရင်မင်းသမီးဘီခန္ဓာကိုယ်ကအမိုက်စားပဲလို့လောင်ပြောင်လေးကျွန်းကြကလူပြည်မှာတော့ကလည်းယောက်ျားတွေကိုမြူဆွဲရတာသဘောကျခဲ့တာနေမှာလို့ပြောဆိုနေကြတာတွေကိုကျမဘာမှဂရုမစိုက်ပဲဆက်ရုပ်တရုပ်လိုပဲဆက်ကပြနေခဲ့ပြီးတစေတွေရဲ့အရေးတို့အေကြားထဲကနေအထက်မြင့်မြတ်တဲ့ရာဇပလတ်လင်ပေါ်ကလီဝူဂျိုကိုလန့်ကြည့်လိုက်တဲ့အခါသူကတော့စူးဝံကျင်အတွက်ဆက်ပစ်တိအခွန်ကွာပေးဖို့ပဲခေါင်းငုံထားပြီးကျမကိုတစ်ချက်ကလေးတောင်ကြည့်ဖို့နှမျောတွန့်နေခဲ့ကအကဆုံးသွားတဲ့အခါခမ်းမတစ်ခုလုံးတောင်းဖြတ်အော်ဟစ်အားပေးတန်တွေထွက်ပေါ်လာချိန်မှာပဲဝိယုံနီဝစ်ထားတဲ့တရားသူကြီးတယောက်ကရုတ်တရက်ထက်ပြီးခမ်းမလဲကိုလာကဒူးတစ်ဖက်ထောက်ပြီးနေရဲမင်းကြီးစီမှာတောင်းဆိုချက်တစ်ခုရှိတယ်လို့ရှောက်တင်လိုက်ရလီဝူဂျိုကမျက်လွှာကိုအตาရပဲပင့်ကြည့်ပြီးဗျ။အော်ဆန်လို့ဆိုလိုက်တဲ့အခါတရားသူကြီးကသူဟာမင်းကြီးနဲ့အတူမျိုးစိုးဒေဝါနယ်မြေကိုတိုက်ခိုက်တုန်းကအသက်ပေးပြီးအမှုထမ်းခဲ့ဘူးပေမဲ့တခါမှဆုလက်မတောင်းခဲ့ဘူးကြောင်းဒီနေ့မှာတော့အဲ့ဒီဂုံထူးဆောင်မှုနဲ့လူတယောက်ကိုတောင်းဆိုခြင်းတယ်လို့ပြောလိုက်တာကြောင့်ခမ်းမတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားပြီးမရေမတွက်နိုင်တဲ့အကြည့်တွေကကျမစီကိုဓာတ်လန်တွေလိုထိုးဆိုင်လာတာကြောင့်ကျမဘာမှမတွေ့အားပဲဝိယုံဆုံးကိုတင်းဆုပ်ကိုင်မိလိုက်ကလီဝူဂျိုကလည်းနောက်ဆုံးတော့ခေါင်းမော့လာပြီးနှုတ်ခမ်းထောက်မှာအေးဆက်ဆက်အပြုံးတစ်ခုနဲ့ဩမင်းကဘသူ့ကိုလိုချင်လို့လဲလို့မေးလိုက်တဲ့အခါတရားသူကြီးကကျမစီကိုလက်ညှိုးထိုးပြီးမင်းသမီးကုချင်ဟန်ကိုလိုချင်ပါတယ်လို့ပြောလိုက်တဲ့စကားကကျမကိုမိုးချိုးပစ်ချလိုက်တယ်လို့ဖြစ်သွားစေကလီဝူဂျိုရဲ့အနက်ရှိုင်းဆုံးမျက်ဝန်းတွေနဲ့ဆုံတွေ့သွားခဲ့ရပြီးကုချင်ဟန်မင်းကသူနဲ့လိုက်သွားချင်လားလို့မေးတဲ့လီဝူဂျိုရဲ့အတန်ကရေခဲလိုအေးဆက်နေခဲ့ကကျမရဲ့လက်သေးတွေဟာလက်ဖွားတဲ့အထိနက်နက်ရှိုင်းစိုက်ဝင်သွားခဲ့ပြီးတစ်ချိန်ကမိမိရဲ့စိတ်ကူးအာယုံတိုင်းမှာနေရာယူခဲ့ဘူးတဲ့လီဝူဂျိုရဲ့မျက်နာကိုကြည့်ရင်ကျမရုတ်တရက်ရေမောလိုက်မိကကျမမှာရွေးချယ်စရာရှိလို့လားလို့မေးလိုက်တဲ့အဲ့ဒီရေမောတန်ဟာကျမရဲ့နောက်ဆုံးကြံတဲ့အင်အားတွေကိုပါကုန်ခန်းသွားစေတယ်လို့အနှစ်400အတွင်းမှာပထမဆုံးချိန်ဖြစ်သူ့ရှေ့မှာဒီလောက်ထိကြေကွဲစရာကောင်းတဲ့အပြုံးမျိုးကိုပြသလိုက်တာကြောင့်လီဝူဂျိုရဲ့မျက်ဝန်းတွေကျုံသွားပြီးသူ့ရဲ့ရင်ထဲမှာအမိမတိဒေါသတွေလိုက်တက်လာခဲ့ပေမဲ့မျက်နှာကတော့နင်းကဲလို့အေးဆက်နေတော့မဲဖြစ်ကကောင်းပြီးတုံးမင်းပိုင်ပဲလို့အမိန့်ချလိုက်တာကြောင့်တရားသူကြီးကဝမ်းသာအားရနဲ့ရှေ့ကိုတက်လာပြီးကျမကိုသူ့ရဲ့ရင်ခွင်ထဲပွေ့ချလိုက်ကအလားနဲ့သမီးလေးကိုပွေ့ပိုက်ပြီးကျွန်တော်မျိုးအရင်နှုတ်ဆက်ခွင့်ပြုပါဦးလို့ပြောပြီးထွက်ခွာသွားတဲ့အထိကျမဘက်ကဘာမှရုန်းကန်ခြင်းမရှိခဲ့ပါဘူးဝိညာဉ်မရှိတဲ့ရုပ်ကလပ်တစ်ခုလိုပဲကျမဟာတရားသူကြီးရဲ့ပွေ့ချီခေါ်ဆောင်သွားခြင်းကိုဘာမှမယုံကန်ပဲငြိမ်သက်စွာခံခဲ့ပြီးခမ်းမပြင်ဘက်ကိုပါသွားခဲ့ကတရားသူကြီးရဲ့တီးတန့်ဆောင်ဟာကျမထင်ထားတာထက်ပိုပြီးတော့ခမ်းနားထဲဝါနေပြီးသူကကျမကိုပိုးဟဲကက်တီပါတွေခင်းချင်းထားတဲ့ကုတင်ပေါ်ပစ်တင်လိုက်ကသူ့ရဲ့ခါဘက်ကိုလောနဲ့ဖြုတ်ရင်ဒီလိုနေ့မျိုးရောက်လာဖို့မျှော်လင့်နေခဲ့တာကြာပြီလို့ပြောလာတာကြောင့်ကျမကတော့သူ့ကိုဗာမျက်နှာအမူအရာမှမရှိပဲစိုက်ကြည့်ရင်တရားသူကြီးမင်းကျမတို့ကစားပွဲတစ်ခုလောက်ကစားကြမလားလို့မေးလိုက်ရတရားသူကြီးကတစ်စက္ကန့်လောက်ကြောင်သွားပြီးမှကာမရာကစိတ်တွေပြည့်နေတဲ့အပြုံးနဲ့မင်းသမီးကဘာကစားပွဲကစားခြင်းလို့လဲလို့မေးလာတာကြောင့်ကျမရင်ထဲကရွှင်ရှာမုန်းတီးမှုတွေကိုအတင်းအကျပ်မျိုးတိတ်ပြီးခက်ဖြော့အပြုံးတစ်ခုကိုဖန်တီးကပုံနှံကစားကြမယ်ကျမပုံးမယ်ရှင်းရှာမယ်အကယ်၍အမွေးတိုင်တိုင်ကုန်တဲ့အချိန်တွင်းမှာရှင်းဘက်ကကျမကိုရှာတွေ့ရင်ရှင်းကြိုက်တယ်လို့လုပ်ပိုင်ခွင့်ပေးမယ်လို့ပြောလိုက်တဲ့အခါတရားသူကြီးရဲ့မျက်ဝန်းတွေကစိတ်လှုပ်ရှားမှုကြောင့်တောက်ပတ်သွားပြီးကောင်းပြီးမင်းသမီးအနေနဲ့ပြောတဲ့စကားတီးပါစေလို့ဆိုတာကြောင့်ကျမခေါင်းကုန်းပြပြီးစက်တင်ရေတွက်လိုက်ကတရားသူကြီးကရှာဖို့အတွက်နောက်လှည့်ပြီးကနန်းတွေရေတွက်နေတဲ့အချိန်မှာပဲကျမဟာအဆောင်ပြင်ကိုအမြန်ဆုံးလက်ထွက်ခဲ့ပြီးတကယ်တော့ကျမကစားပွဲကစားဖို့ကြံစီတာမဟုတ်ပဲတရားသူကြီးရဲ့အဆောင်အုံထဲမှာရှိနေမယ်လူသေးလူရှင်စရင်ကိုရှာဖွေဖို့ဖြစ်ကအဲ့ဒီအဆောင်ကြီးကကျမထင်ထားတာထက်ပုံမကျယ်ဝန်းလာပြီးကင်းလှည့်နေတဲ့ဝိညာဉ်ရဲ့မက်တွေကိုတတိထားဆောင်ကွင်းရင်နောက်ဆုံးမှာတော့ရှုပ်ဝက်ခန်းတစ်ခုရဲ့ရှေ့မှာခြေစုံရက်မိလိုက်ကနှလုံးခုန်တန်တွေဟာလည်းရုတ်တရက်မြန်ဆန်လာခဲ့ပြီးလွန်ခဲ့တဲ့အနှစ်400လုံးဒီစရင်ကိုခိုးယူဖို့အကြိမ်ကြံစီခဲ့ဘူးပေမဲ့အခွင့်အရေးမရခဲ့ပဲအခုမှပဲအခွင့်သာတော့တာကြောင့်အသက်ကိုပြင်းပြင်းရှူပြီးရှုပ်ဝက်ခန်းတကားကိုအตาအရာတွန်းဖွင့်လိုက်ရအတွင်းထဲမှာတော့မောင်မိုက်နေပြီးလေထဲမှာတောက်ပစွာပြန်ဝဲနေတဲ့စာအုပ်တအုပ်တဲသာရှိနေတာမို့တုံရင်
နေတဲ့လက်တွေနဲ့ဆွဲယူလိုက်ကစူးဝံကျင်ဆိုတဲ့နာမည်ကိုတိုးတိုးလေးခေါ်လိုက်တဲ့အခါစာမျက်နှာတွေဟာအလိုလျောက်တစ်ဖြက်ဖြက်ပွင့်လာခဲ့ပြီးအဲ့ဒီထဲမှာရေးသားထားတဲ့အကြောင်းအရာတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့မျက်ရည်တွေဟာထိမ့်မရပဲစီးကျလာခဲ့ရကလူသေးလူရှင်စင်းထဲမှာစူးဝံကျင်ဟာသူ့တောင်းစားတွေရဲ့လက်ချက်နဲ့တေဆုံးခဲ့ရတာဖြစ်ကြောင်းအကြောင်းရင်းကတော့သူမဟာအမျိုးသားမြောက်များနဲ့ဖောက်ပြန်ခဲ့လို့အဲ့ဒီဇနီးတီတွေရဲ့အပြစ်ပေးခြင်းကိုခံရတာဖြစ်ကြောင်းရှင်းလင်းစွာမှတ်တမ်းတင်ထားရုံတင်မကပဲလွန်ခဲ့တဲ့အနှစ်၄ရာကလီဝူဂျိုရဲ့အသက်ကိုကယ်တင်ဖို့အတွက်နှလုံးသွေးထုတ်ပေးခဲ့တဲ့သူဟာစူးဝံကျင်မဟုတ်ပဲကျမကုကျင်ဟန်ဒါဖြစ်ကြောင်းတက်တည်ပြနေတာကြောင့်လီဝူဂျိုဟာကျမစကားကိုမယုံကြည်ခဲ့ရင်တောင်ဒီဘယ်တော့မှမလိမ်ညာတဲ့လူသေးလူရှင်စင်းကိုတော့တေချာပေါက်ယုံကြည်ရတော့မှာဖြစ်ပြီးကျမရဲ့မျက်ရည်တွေဟာစာမျက်နှာပေါ်ဆိုးဆုပ်ကာကွက်တော့ဟာခဲ့ရပြီးလီဝူဂျိုရှင်သာဒီမန်တရားကိုတည်သွားရင်ဘလို့မျက်နှာမျိုးလုံးမလဲလို့တွေးရင်အဲ့ဒီစာအုပ်ကိုဝိယုံနဲ့အမြန်ဝတ်ဖို့ပြင်လိုက်စင်ပါပဲအပြင်ဘက်ကနေခြေတံတွေကိုရုတ်တရက်ကြားလိုက်ရကမင်းသမီးကျွန်တော်ရှာတွေ့ပြီနော်မင်းသမီးအနေနဲ့ဂတိတီဖို့မျှော်လင့်နေဆိုတဲ့တရားသူကြီးရဲ့အတန်ဟာတဖြည်းဖြည်းနီးကပ်လာတာကြောင့်ကျမလဲပြတလဲနဲ့စာအုပ်ကိုဝိယုံနဲ့ထိုးထက်ကပြတင်းပေါက်ကနေထွက်ပြေးဖို့ပြင်လိုက်ပေမဲ့နောက်ကျသွားခဲ့ပြီဖြစ်ပြီးတရားသူကြီးကတကားကိုတွန်းဖွင့်ဝင်လာကမင်းသမီးကဒီလိုနေရာမျိုးကိုသဘောကျတာကိုဒါဆိုရင်လေဒီနေရာမှာတင်ကိစ္စပြတ်ကြတာပေါ့လို့ပြောဆိုကရှေ့တိုးလာတာကြောင့်ကျမလဲနောက်ကိုခြေလန်းနေငယ်ဆုပ်လိုက်ရပြီးကြောပြင်ကအေးဆက်လာတဲ့နံရံနဲ့ထိမိသွားခဲ့ပါတော့တယ်